ကျွန်တော် McLaren အပြည့်တစ်စီးကိုဒေါ်လာ9000နဲ့ဝယ်ခဲ့တယ်အားလုံးကကျွန်တော်ကိုအယူလို့ပြောကြပေမဲ့ဒါဟာစွန့်စားရယူနိုင်တဲ့လောင်းကစားတစ်ခုဆိုတာကျွန်တော်သိခဲ့ပါတယ်ဒီကားကအသစ်တုန်းကဒေါ်လာ3သိန်းကျော်တန်ကြေးရှိခဲ့ပေမဲ့အခုတော့ဖြူပင် E West Shot တစ်ခုရင်ထောက်မှာတန်တိုတန်စပုံကြီးလို့စုပုံနေခဲ့တာပါကားတကားကိုဖွင့်လိုက်တဲ့အခါကျွန်တော်အားတင်သွားခဲ့တယ်ကားအတွင်းပိုင်းကကြွက်တွင်းတစ်ခုလိုညစ်ပတ်နေပြီးအစိတ်ပိုင်းတွေကလည်းနေရာအနှံ့ပြန့်ကျဲနေသလိုဝါယာကြိုးတွေကလည်းအဆုပ်ဆုပ်အပြက်ပြက်ထင်နေခဲ့ပါတယ်ကျွန်တော်တကယ်ချင်းအားလုံးကကျွန်တော်ကိုတတိပေးခဲ့ကြတယ်မင်းဒေါ်လာ9000ကိုရေထဲပြစ်ချလိုက်ရင်တော့အနည်းဆုံးတော့ဘောင်းကနေအတန်ချရအောင်မယ်ဒီကားကတော့ငွေဒီအလကားကုန်မဲ့တွင်းနှန်းချီပဲတဲ့ဒါပေမဲ့ကျွန်တော်ကတော့ဒီလောင်းကစားကိုဆက်လုပ်လို့ဆုံးဖြတ်ခဲ့ပါတယ်ကျွန်တော်အဖွဲ့နဲ့ကျွန်တော်ချက်ချင်းပဲအလုပ်စားခဲ့ကြတယ်ကားအတွင်းပိုင်းကိုအကုန်ဖြုတ်ပြီးဝါယာကြိုးတွေကိုပြန်စစ်ခဲ့ပါတယ်ဝါယာကြိုးတွေကိုပြန်ဆက်ဖို့တန်3ရက်ကြာခဲ့တယ်ချိုက်နေတဲ့ကားတကားတွေကိုပြန်ဖို့အတွက်လုတ်သက်ဆယ်နှစ်ရှိတဲ့ကျွမ်းကျင်ပညာရှင်တယောက်ကိုငှားခဲ့ပါတယ်ဘေးကြီးမှန်ကိုတက်ဆင်နေတဲ့အချိန်မှာလူငယ်မကန်တဲ့လေးကတက်ပြင်းချပြီးဒီမှန်ကချစ်ရတန်ဖို့ကကျွန်တော်ရဲ့တလစာလောက်ရှိတယ်လို့ပြောခဲ့ပါတယ်ကျွန်တော်ခါခါတီးတီးပဲပြုံးပြလိုက်မိတယ်ဒါကအဆပဲရှိသေးတာလေငားလာတာကာလပတ်လုံးကျွန်တော်ရီးယူပေါက်တာဖြစ်တာလားဆိုပြီးကိုအကြိမ်ကြိမ်မေးခွန်းထုတ်ခဲ့မိပါတယ်အဲ့ဒီနောက်ကနေ့မှာတော့ကျွန်တော်ကားမောင်းသူနေရာမှာထိုင်ပြီးလီဗာကိုနင်းလိုက်တဲ့အခါအင်ဂျင်ကနောက်ဆုံးမှာတော့ဟိန်းတာနဲ့အတူအသက်ဝင်လာခဲ့ပါပြီ